ဒီကိစ္စရဲ့ရိုက်ခတ်မှုကကျောင်းတင်မဟုတ်တော့ဘူးကုမ္ပဏီရဲ့ share ဈေးကွက်ကိုပါတက်ရောက်သွားပြီဒီကိစ္စကိုငြိမ့်သက်သွားအောင်ကုချမ်းဟန်ကကျောင်းသားတာမဟုတ်ဘူးကျောင်းထွက်ပြီးနိုင်ငံခြားသွားမှာရှန်ဂျိုးငါနဲ့အတူနိုင်ငံခြားလိုက်ချင်လားကုချမ်းဟန်ရဲ့ဒီလိုဖိတ်ခေါ်မှုကိုကြားလိုက်ရတော့ခဏတာငေးငိုင်သွားမိတယ်ကုချမ်းဟန်ရဲ့အခုလိုလေတံနှိမ့်နှိမ့်လေးကသူမရဲ့တိုးရှိုးတောက်မှန်တဲ့လေတံလေးတွေပါနေတယ်ကုချမ်းဟန်ရဲ့အတန်ကနောက်တစ်ကြိမ်ထွက်ပေါ်လာတယ်ဖေဖေပြောတယ်မင်းသာသဘောတူမယ်ဆိုရင်ငါတို့နိုင်ငံပြန်ရောက်တာနဲ့ချက်ချင်းလက်ထပ်ကြမယ်ကျွန်တော်ခဏတာဇဝေဇဝါဖြစ်သွားတယ်ဒါပေမဲ့ချက်ချင်းပဲနားလည်သွားတယ်ဒါဟာကျွန်တော်သူမနောက်ကိုမလိုက်တော့လို့ပါသူမနည်းနည်းမကြည်မနှက်ဖြစ်နေုံလေးပါရှန်ကျိုးရှင်ပေးမှာကျမနေပေးရစီအရင်ကရှင်ပြောခဲ့တယ်မလားကျမကိုချစ်တယ်ဆိုတာလေတောင်းပန်ပါတယ်ကျမနဲ့လိုက်ခဲ့ပါနော်နှစ်ပေါင်းများစွာအတုံးချလာခဲ့တဲ့ကိရိယာတစ်ခုလိုပဲအခုတော့အမိတ်တွေကိုမနာခံတော့ဘူးမမလေးကူအတွက်တော့တမျိုးကြီးဖြစ်နေမှာပဲဒါပေမဲ့ဒါကအချစ်မဟုတ်ဘူးကုချင်းဟန်အပေါ်ထားခဲ့တဲ့နောက်ဆုံးတန်ရောစင်နဲ့ကျွန်တော်စိတ်ရှိရှိနဲ့ပြောလိုက်တယ်ချင်းဟန်ငါတီးတဲ့နင်ကဘယ်တော့မှအကူအညီမတောင်းတတ်ဘူးငါသဘောကျတာကအမြဲတမ်းမင်းသမီးလေးလိုမာနာကြီးတဲ့နင်ကိုပဲကုချမ်းဟန်ကရှန်ကျိုးကိုတုံ့လို့စေခဲ့တယ်ငါနင်ကိုချစ်တယ်အချိန်ကငါအကြချင်ဆုံးစကားပါအခုတော့အဲ့ဒီလိုပဲတေးဆုံးသွားခဲ့ပြီငါနှုတ်ဆက်နေတယ်နှုတ်ဆက်နေတာကပဲငါရဲ့အဖြေပဲတို့တွေအရင်လိုပြန်ဖြစ်လို့မရတော့ဘူးမလားချင်းဟန်ငါချမ်းရှမ်းနဲ့အတူရှိနေပြီသူ့မျက်ရည်တွေစီးကြလာတယ်ကျမ်းပြင်ပေါ်ကိုတီးခနဲကျသွားတယ်အဲ့ဒီလောက်မာနာကြီးတဲ့ကုချင်းဟန်ကငါရှိမှမျက်ရည်ကျခဲ့ပေမဲ့အရာအလုံးနောက်ကျသွားပြီးသူ့နောင်တနဲ့မျက်ရည်တွေကအစစ်မှန်ပေမဲ့သူချစ်တယ်ဆိုတာကတော့တိတာတဲ့အလိညာတွေပဲကုချင်းဟန်နိုင်ငံခြားထွက်သွားပြီးငါကတော့ကြောင်းပြီးအောင်တက်ခဲ့တယ်နှစ်နှစ်ကြာမှကုချင်းဟန်နဲ့ပြန်ဆုံဖြစ်တယ်ကုဟုံးဝမ်ရဲ့ကုမ္ပဏီကအဲ့ဒီကိစ္စပြီးကတည်းကထိုးဆင်းသွားခဲ့တယ်ငါတို့အိမ်မှာပတ်စံလာချီးပူးသေးတယ်အဖေကိုနားချပြီးကုဟုံးဝမ်ကို3 တန်းချီးပေးလိုက်တယ်ကုဟုံးဝမ်ကအလိုက်တင်မဲ့အတိုးပေးဖို့သဘောတူခဲ့တယ်တစ်နှစ်အတွင်းအပြေးကျေးဆက်မယ်လို့လည်းပြောခဲ့တယ်ဒါပေမဲ့အခုဆို2 နှစ်တောင်ရှိသွားပြီဒီငွေကအခုထိပြန်ရမယ့်ပုံမပေါ်သေးဘူးငါတို့မိသားစုကဒီငွေလောက်တော့မရှိလည်းဖြစ်ပါတယ်အတင်းအကျပ်လည်းလိုက်မမေ့ဖြစ်ခဲ့ဘူးကုချင်းဟန်နိုင်ငံခြားကပြန်လာပြီးနောက်တစ်ရက်မှာပဲမထင်မှတ်ပဲကုဟုံးဝမ်စီကဖိတ်ကြားစာရခဲ့တယ်ငါကထက်ခါတလဲလဲညင်းခဲ့ပေမဲ့သူကလက်ဆောင်တွေနဲ့ရောက်လာတယ်ကုချင်းဟန်ကိုခေါ်ပြီးအိမ်ကိုတန်းရောက်လာတယ်မဖိတ်ပဲရောက်လာတာပဲငါနည်းနည်းစိတ်မကြည်မနှက်ဖြစ်သွားတယ်ဒါတွေမကသေးဘူးငါကကုဟုံးဝမ်ရဲ့အကျွေးရှင်လည်းဖြစ်နေတာကုဟုံးဝမ်ကတွေ့တာနဲ့တကြီးကျူးတော့တာပဲရှမ်းကျိုးမင်းအခုကိုပိုင်လုပ်ငန်းစနေပြီလို့ကြားတယ်ပိုင်ဆိုင်မှုကတန်းဆက်ချီနေပြီဆိုပဲတကယ်ကိုလူငယ်လူချုံပဲကျွန်တော်လိုအိုမင်းသွားတာမျိုးမဟုတ်ဘူးတခြားဘာမှမမျှော်လင့်တော့ပါဘူးသမီးလေးချင်းဟန်အတွက်ကောင်းမွန်တဲ့အနာဂတ်ရှိဖို့ပဲဆုတောင်းပါတယ်ကျွန်တော်ကအန်ကယ်ကုကိုအနေခက်စွာပြုံးပြလိုက်ပြောစရာရှိရင်ပွင့်ပွင့်လင်းလင်းသာပြောပါစကားတွေဝေးဝိုက်ပြောမနေပါနဲ့ကုဟုံးဝမ်ကခဏလောက်ငြိမ်သွားပြီးမှပြောတယ်ကျွန်တော်ထင်တာကတော့မိသားစုနှစ်စုကအစင်ဆက်ခင်မင်လာခဲ့ကြတာအခုမင်းနဲ့ချင်းဟန်လည်းအရွယ်ရောက်လာကြပြီမင်းတို့ပဲတိုက်ရိုက်လက်ထပ်လိုက်ပါလားကောင်းမွန်တဲ့အိမ်တော်ရေးတစ်ခုဖြစ်သွားတာပေါ့ကျွန်တော်ကောင်းကောင်းသိတာပေါ့ကုဟုံးဝမ်က3 တန်းကျွေးကိုမဆက်နိုင်လို့နေမှာပါသမီးကိုရောင်းပြီးအကျွေးဆက်ချင်နေတာကျွန်တော်ကိုအံ့ဩစေတာကတော့အချိန်ကအယမ်းမာနာကြီးတဲ့ကုချင်းဟန်ကအဖေဖြစ်သူရဲ့အကျွေးအတွက်တကယ်ပဲမာနာချနိုင်မှာလားကုချင်းဟန်ကကျွန်တော်အကြည့်ကိုရင်ဆိုင်လိုက်တယ်ဒါပေမဲ့ဘာစကားမှမပြောဘူး